ရက်ဟိုဒီထိုးကြီးကအရက်ဟိုဒီထိုးကြီးကဟောဒီတောင်းတာစိတ်ကားသမားနေလေမစီမလေးမစားလေမသေးမလေးမစားလုံးမူလာကပတ်စီပါစီပတ်စီပါစီရက်သမားတွေအားလုံးနေနဲ့နော်မိမဦးစီးတဲ့ရက်ဆိုင်ဆိုပြီးပထီမဲ့မြင်စော်ကားဖို့တော့မစင်စားဘူးမိမဦးတော့လှည့်ကြည့်ကြောက်အစမ်းလေးကွာချစ်စာလေးမစိတ်ကိုလျှော့တာနော်အသက်ကိုဝအောင်ရှူမင်းရဲ့တဏှာတွေကိုထိန်းထားလိုက်စမ်းထိန်းထားလိုက်စမ်းဘယ်ကညူကြီးတဲ့ဘက်ကဖိုးကြီးဒီရက်ကွက်မှာပဲနေကြတာလေတိတ်တော့အယောမဝင်နဲ့你用那对嘛呗？啊，你谁家里？又找多少？ဒီဘဝမှာမင်းနဲ့ယုံကြည်ချက်ပေါက်ခဲ့ရမယ်ဝိုင်းရဲစင်သွားမလို့လားမသိတော့မဟုတ်ဆန္ဒရဲ့မကြီးကိုမကားရှိရလေကိုကကားပိုင်နေကိုမီရေဘူးကိုကိုယ်တိုင်ထမ်းပြီးယူလာတယ်အားနောင်စရာကိုယူကြီးရယ်အားမနာပါနဲ့ကောင်လေးကဖင်ပေါ့တယ်ဆန္ဒရဲ့ချစ်သူကောင်လေးကိုရီးယားမင်းသားရေ BTS ရဲ့ကောင်လေးပုံစံမျိုးစိုက်ကူးရင်ထားမင်းကိုချစ်တဲ့ချောင်းနဲ့ပြောချင်လို့နားဆင်ပေးပါအောင်ကိုချစ်ဆုံးငါနေကိုချစ်နေမှသိရလားနဲ့ငါ့ကိုပြန်မချစ်ပဲဆန္ဒဦးရဲ့ချစ်ကိုရဖို့အသေးနဲ့ကြိုးစားနေရမြင်ရတော့မင်းကနေတိုင်းဆန္ဒဦးလေးကိုကားနဲ့လိုက်ပြီးရမယ်ဆိုတဲ့သဘောကိုအေးဆိုမနေ့ကမှရောက်တယ်ဒီနေ့ဒီလိုအနေထားဖြစ်သွားပြီလားအေးဆိုဒီမှာဒီကအနက်တိတ်မကောင်းဘူးချိမာအားပြည့်လို့ပါညိုကြီးဟမ်ညိုသွားဆိုတော့လည်းတုံမရကြနေတော့လေဒီထဲမှာဒီကားရမျိုးမင်းတို့ဖြစ်တယ်မင်းတို့မင်းကိုမင်းတိတ်ပြီးထင်ကြီးနေနဲ့နော်ရမင်းရဲ့ထင်မဲ့ထင်တဲ့ကောင်စန္ဒာနဲ့ငါရဲ့ပတ်သက်မှုကိုမင်းကိုပြောပြလိုက်မယ်ဆိုရင်မျက်ရည်ဘူးသီးတော့ကြောက်ရမယ်မင်းသားရလားရောက်မင်းကလေးရဲ့မင်းတော်တော်ဆိုးတယ်ငါအချစ်ကိုကာလာ